အောင်းကြီးရရလိုက်ဆိုပြီးတော့ဓမ္မပူဇာထားတဲ့ကလေးကိုလည်းအမေကျေးဇူးအနန္တလောက်ကလေးနဲ့တိုင်ဆောင်ထားအဲ့ဒါကအမေကျေးဇူးအနန္တအဲ့ဒါကမြတ်ဘုရားကျေးဇူးမြတ်ဘုရားအနန္တကျေးဇူးအနန္တောနန္ဒထက်အနန္တောနန္ဒထက်ထာဝရတန်ဖိုးလာပြီးဝန်ကြီးတွေကိုယ်တိုင်ဝင်လေနိုင်ကြစေဖို့အာယုံယူဥဇော်ကြရမှာဖြစ်တယ်အောက်မှာဘုံမှာထားကိုရင်လည်းအောက်ကမင်းတို့အထက်ကဝေအာဝရတကူလာပြေမင်းကြီးကိုယ်တိုင်ဝေအောက်ကင်ကလာမင်းတဲ့ကလေးဟာဥပမာပပလေးပဲကောင်းပြီထူလွန်တဲ့အတွက်
သေချာမှတ်ထားကြတန်ဗုဒ္ဓေတန်ဗုဒ္ဓေမြတ်ဗုဒ္ဓအနန္တအလုံးစုံသာဝိညုတာဉာဏ်လက်အုပ်ထာဝရထူးထူးကြီးတွေနဲ့ထာဝရစံငိမ့်ကျော်ရာတန်ဗုဒ္ဓေသာဝိညုတာထာဝရဉာဏ်လက်အုပ်ကြီးတွေအနန္တောနန္ဒထူးထူးကြီးတွေနဲ့ထာဝရစံငိမ့်ကျော်ရာတန်ဗုဒ္ဓေတန်တရာပပကလေးတွေသိရတဲ့တန်တရာလူမင်းနတ်မင်းမြမမင်းတွေလည်းဖြစ်ပြက်ပပကလေးဖြစ်ပြီးသိရတယ်မဟုတ်လားဖြစ်တိုင်းပပကလေးမို့ပြည့်ရတယ်ဒါကြောင့်ထာဝရဉာဏ်တော်အုပ်ထူးထူးကြီးတွေကိုထောင်သွားပါထူးထူးထူထူကြီးတွေထူထောင်သွားပါရှင်ယဟန်တွေထာဝရရှင်တန်တဲ့ဆိုတာပတ္တာစာရီထာဝရရှင်တန်သွားတဲ့ဆိုတာမြတ်စွာဘုရားအနန္တပေတနာထားတော်ထူထူကြီးတွေထာဝရဉာဏ်လက်ဆောင်ကြီးတွေအပိုင်ရသွားတာအဲ့ဒါကြောင့်ဤဓမ္မပူဇာမှာထာဝရအပိုင်ယူသွားတယ်အနန္တောအနန္တအထထတန်ဗုဒ္ဓေထာဝရဉာဏ်လက်အုပ်ထူးထူးကြီးတွေရှင်ယဟန်တွေအားလုံးအနန္တောအနန္တထူးထူးထောင်ထောင်ရှိကြပြီဘောအန္တအယူတွေအယိုးစုပါပါကလေးကိုသွားမကြည့်နဲ့ထာဝရဉာဏ်လက်အုပ်ထူးထူးကြီးတွေကိုကြည့်ပါအနန္တောအနန္တထူးထူးထောင်ထောင်ထူထောင်ထားတော်နိဗ္ဗာန်ကြီးအောင်ဉာဏ်လက်အုပ်လေးကထောင်ထားတော်နိဗ္ဗာန်ကြီးကိုဘာလေးကားထောင်ရလဲဉာဏ်လက်အုပ်ဉာဏ်လက်အုပ်ဆိုတာပါပါလေးလာထာဝရဉာဏ်လက်အုပ်ထူထူကြီးလားနည်းနည်းလေးထောင်ထားတာလားအနန္တောအနန္တအထထနိဗ္ဗာန်ကြီးအောင်လေးကားထောင်ထားတယ်ရှင်ကြနော်
ကြနော်ရှင်တော်ရှင်တော်နိဗ္ဗာန်ထီအောင်ဉာဏ်လက်အောင်ကြီးလေးကထောင်အာဝရရှင်သံကြရအောင်ရှင်ကြနော်ရှင်ကြနော်ရှင်ဟန်တွေအလုံးရှင်ကြနော်ဒီအောင်လေးကထောင်ဆိုတာအောင်ရိုးတွေတောင်းလို့ပုံလို့မိုးတိမ်လေးကိုခိုက်ရင်ခိုက်ကြွမယ်အဲ့ဒီကောင်းလို့တောင်းဖို့လေးကဘုံကြီးဘာခံနိုင်မလဲကောင်းရိုးတောင်ပုံလေးကားတွေပျောက်သွားတယ်အဲ့ဒါကြောင့်ရှင်ဟန်တွေအားလုံးသိကြပြီတော့ရှင်ဟန်တွေသိကြတယ်ဆိုရင်ရှင်ဟန်တွေရှင်ကြနော်ရှင်ကြနော်ရှင်ကြတဲ့ဆိုရင်ရှင်ဟန်တကားကြီးတွေတကားမကြီးတွေကလည်းရှင်ကြနော်ရှင်ကြနော်ရှင်ယဟန်တကားတကားမကြီးတွေအားလုံးလေဉာဏ်ကြီးရှင်တွေဉာဏ်ကြီးရှင်တွေရှင်ကြနော်ရှင်ကြနော်ဉာဏ်ကြီးရှင်တွေဉာဏ်ကြီးရှင်တွေရှင်ကြနော်အဲဒီလိုကြောက်ဖြူမျိုးကတခါကလူတဘဝရှင်ကြနော်ရှင်ကြနော်ရှင်ဟန်တွေအားလုံးရှင်တန်ကြနော်ရှင်တကားကြီးတွေရှင်တကားမကြီးတွေလေဉာဏ်ကြီးရှင်တွေနော်ဉာဏ်ကြီးရှင်တွေနော်ရှင်တွေနော်ထာဝရဉာဏ်ကြီးရှင်တွေနော်ရှင်တန်ကြနော်ရှင်တန်ကြနော်အဲဒီလိုနာခံမသာကျမ်းမာချမ်းသာရှင်ရာကျော်ကျမ်းမာချမ်းသာရှင်ဟန်ခံဝါလန္တာလို့နိဗ္ဗာန်တတိဉာဏ်လက်အောင်လေးကားကြီးထားလာလန်ထောင်တန်းသွားပြီပဲအနန္တောအနန္တာဉာဏ်လက်အောင်ကြီးတွေထူထူထောင်ထောင်ဘန်ထာဝရမိုးကောင်းပြင်ရောက်အောင်လေးကားထောင်အဲ့ဒါအနန္တောနန္ဒာဉာဏ်လက်အောင်လေးကားကြီးတွေသေမင်းမုန်တိုင်းတွေဘယ်လိုမှမဖူးမပြတ်နိုင်ဘူးပါကလေးအယိုးစုတွေသာကြည်မွားသွားလိမ့်မယ်အနန္တောနန္ဒာထာဝရဉာဏ်လက်အောင်ဖူးဖူးကြီး
နောက်ဆုံးသောကိုကိုတိုင်းကသာဝရတကူလာပြေနိဗ္ဗာန်လာမင်းကြီးပါပဲနောက်ဆုံးသောသာဝရတကူလာပြေကိုကိုတိုင်းကကိုနိဗ္ဗာန်လာမင်းကြီးနဲ့ပဲနိဗ္ဗာန်လာမင်းကြီးတွေဘာဝနာစံငိမ့်ပြောရာတန်မုတ်ဒီတန်မုတ်ဒီသာဝရတကူလာပြေလာမင်းကြီးတွေဝရစံငိမ့်ပြောရာတန်ဘုဒ္ဓေအဲ့ဒါအနန္တောနန္ဒာသာဝရဉာဏ်လက်အောင်လက်ဆောင်ကြီးတွေသာဝရဉာဏ်လက်အောင်ထူထူကြီးတွေအနန္တောနန္ဒာသာဝရအပိုင်ပေးတယ်ဓမ္မပူဇာပါပဲရှင်ဟန်ပြုပြီးဓမ္မပူဇာလုပ်ကြတာရှင်တကာတကာမကြီးတွေရန်တကာတကာမကြီးတွေဓမ္မပူဇာပြုဖို့လုပ်ကြတာရှင်ကြနော်နိဗ္ဗာန်ထီအောင်လေကားထောင်လို့ရှင်ကြနော်လေးရှင်တော်ညဝင်လိုက်ပါရှင်တော်မယ်ကြောက်ဖြူမျိုးကတခါကတဘဝမမေ့နိုင်အောင်ရှင်တော်မယ်ရှင်ရာကျော်နဲ့တခါကတဘဝမမေ့နိုင်အောင်ရှင်တော်မယ်ရှင်တော်မယ်ရှင်ဟန်ရာကျော်နဲ့မမေ့နိုင်အောင်တခါကတဘဝရှင်တော်မယ်တခါကတဘဝမမေ့နိုင်အောင်တန်ဘုဒ္ဓေမှာရှင်တော်မယ်တန်ဘုဒ္ဓေရှင်သာဝရရှင်တော်မယ်တန်ဘုဒ္ဓေမှာဖယားတပည့်တော်တို့အလုံးအထူးတူပါပဲနောင်ကဘာသိမ်းပေါင်းများစွာဒုက္ခပင်လေမသွားတော့ဘူးနောင်လာနောင်တာတတဝအနန္တောနန္ဒများစွာကတော့
တောက်ဖို့ကောင်းလားဖြစ်ပြဆိုပြီးပေါ်လေးတွေးရမှာလားအနန္တောနန္ဒဇွန်ရှာကြောက်လို့ရဖြစ်ပြနောင်ကဘာနန္တောနန္ဒလဲသိအောင်မယ်လေးကျိတ်တော့ကြောက်ရဖွယ်ကိုရှုလိုက်ပါကဲတန္တရာဘယ်လိုလဲနောင်ကဘာအနန္တောနန္ဒလဲသိကြရတန္တရာတဲ့နော်အဲ့တော့အစမတင်တန္တရာကိုဉာဏ်လောက်အုပ်ကြီးမဖြန့်ကြည့်ရဖြန့်အစမတင်တန္တရာဉာဏ်လောက်အုပ်ကြီးဖြန့်သွားတယ်ကဘာအနန္တလည်းဉာဏ်လက်အုပ်ကြီးမဆုံးနိုင်လေဉာဏ်လက်အုပ်ကြီးကစက်ပြီးဖြတ်မသွားရလားဘာဖြစ်လို့လဲကဘာအနန္တကကုန်သွားတယ်အစမတင်တန္တရာမရောက်သေးဉာဏ်လက်အုပ်ကြီးရောက်ပြီလားကဲဉာဏ်လက်အုပ်ကြီးကဆက်မသွားရလားအတိတ်ကံရာဉာဏ်လက်အုပ်ကြီးဆက်ဖြန့်သွားတယ်ဖြန့်အတိတ်ကံရာဉာဏ်လက်အုပ်ကြီးတွေဘယ်လိုဖြန့်ကဲကဘာတခုစီဖြန့်တယ်လို့ဘယ်တော့မှမကုန်နိုင်ဘူးဉာဏ်လောက်ပြီးတစ်ခါဖြန့်ရင်ကဘာအနန္တပဲဖြန့်ကဘာအနန္တလေးချိန်ပုံသွားတယ်ဉာဏ်လောက်ကြီးတွေအစမထင်တန်တရာကိုကြည့်သွားတယ်အစထင်သလားအစကိုတွေ့သလားဆက်ဖြတ်ရင်ဆက်တွေ့ဦးတယ်နော်ဆက်ဖြတ်ရင်လည်းနောက်ထပ်ကဘာအနန္တသိမသွားနောက်ထပ်အတိတ်ကိုဆက်ဖြတ်ရင်နောက်ထပ်ကဘာအနန္တသိမသွားအဲ့ဒါကဉာဏ်လောက်ဝါဉာဏ်လက်အုပ်ထိန်တယ်နော်ဘာခိန်လဲဉာဏ်လောက်ဝါခိန်ဆိုတာဘာခိန်ဆိုတာလဲပေါက်တက်ကလက်အုပ်သေးသေးလေးနဲ့ဆောက်ပြီးတော့ခိန်ဆိုနေနော်အဲ့ဒါကနမူနာပါပါလေးပဲတကယ်ဆိုရမယ်ခိန်ကြီးကဘာခိန်လဲဉာဏ်လက်အုပ်ထိန်နော်ဉာဏ်လက်အုပ်နဲ့ဖြန့်ပြီးတော့အုပ်ချီပြီးတော့ယူလိုက်တဲ့အခါကျတော့ကဘာအနန္တပါလာအားလုံးလဲနေသွားကြအန္တရာနော်အခုလဲနေသွားလားအဲ့တော့တွေ့အောင်လားကဲဒီလိုဆိုလို့ရှိရင်ဉာဏ်လောက်ကြီးတွေကိုအဲ့လိုအကြီးကျယ်ဖြန့်ပြီးလောက်ကြီးအုပ်ချီမိုးပြီးယူလိုက်တော့ဘာရလဲတန်ဖိုးကြီးနော်တန်ဖိုးကြီးဉာဏ်လောက်ကြီးတွေနဲ့အုပ်ချီမိုးယူတန်ဖိုးကြီး
ဖြစ်ဖြစ်မြောက်မြောက်ကြီးတွေပါပဲသာဝရတကူလာပြင်းမင်းကြီးတွေဆိုတာကိုယ်နိဗ္ဗာန်နဲ့နိဗ္ဗာန်ပါပဲနိဗ္ဗာန်ဆိုတာလောကစကားနဲ့ပြောရရင်သာဝရဖြစ်ဖြစ်မြောက်မြောက်ကြီးရှိသွားတာသာဝရဖြစ်ဖြစ်မြောက်မြောက်ကြီးပဲရှင်ဟန်တွေအားလုံးဘာအားငယ်စရာရှိသေးလဲသာဝရဖြစ်ဖြစ်မြောက်မြောက်ကြီးတွေရှိရတော့မှာရှင်ကြနော်ရှင်ကြနော်ရှင်ဟန်တွေအားလုံးသာဝရဖြစ်ဖြစ်မြောက်မြောက်ကြီးကိုကိုယ်တိုင်သာဝရတကူလာပြေမင်းနိဗ္ဗာန်ဓမ္မင်းကြီးပွင့်၍နိဗ္ဗာန်ဓမ္မင်းကြီးတွေအိုပန်းပွင့်ကြပါစေဖြစ်ပြတန္တရာလောတော်အနန္တောနန္ဒပြုတ်ထွက်သွားတယ်ဖြစ်ပြဆိုတာပါလေတန္တရာလောတော်နော်ဖြစ်ပြဆိုတာပါလေတန္တရာလောတော်အနန္တောနန္ဒနော်ဖြစ်ပြတန္တရာလောတော်ကိုချင်းအနန္တောနန္ဒဖြစ်ပြလောတော်ကြီးနဲ့အလုံးအကုန်လုံးကိုရလာဖြစ်ပြလောတော်ကြီးတွေနဲ့တတဝါအနန္တောနန္ဒလောတော်ကြီးလို့အကုန်မနာခြင်းရလားတနေ့အိုချင်းလောတော်ကပူရေးမိမလားမိအိုချင်းလောတော်ကြီးတွေပူ၍မိလာတယ်မိတယ်မိုက်တယ်အိုချင်းလောတော်ကြီးတွေပူ၍မိလာမိုက်လာတယ်အဲ့ဒါကြောင့်တန္တရာတစ်ထက်ချောက်ချဖွယ်တန်ဖို့ဒီတန္တရာဘေဒုက္ခအဝဝနဲ့နည်းနည်းမှသာဝရမဆိုင်တန္တရာဘေဒုက္ခလောထောင်ကြီးနဲ့နည်းနည်းမှမမိမမိုက်သာဝရညလောထူကြီးတွေနဲ့သာဝရလောထောင်လွတ်ရတန်ဖို့ဒီအနန္တောနန္ဒကင်းရှင်းလွတ်ငြိသာဝရစံငိမ့်ပြောရတန်ဖို့ဒီအန္တအယူတွေလဲနားဖွင့်သွားဖို့မကောင်းပါ
န္ဒာယူလေဆက်ယူအောင်မလားဆက်မိုက်အောင်မလားဆက်မိအောင်မလားဆက်မိုက်အောင်မလားနားဖွင့်သွားရမယ်ဘာနားဖွင့်ရမလဲဉာဏ်နဲ့မျိုးကြီးတော့ခုနပြောလို့ဉာဏ်တော်ဝါကြီးဖြန်းအောင်နားလည်းမသွားလားဉာဏ်တော်ဝါကြီးဖြန်းတာနားလည်းသွားရင်အတိတ်အစမထင်သန္တရာတစ်ဆောက်လုံးကိုဘာဖြန်းရမလဲဉာဏ်နဲ့မျိုးကြီးဖြန်းရမယ်တားမရှိလားတေတတဝါနန္ဒောနန္ဒတောက်လေးစီနေကြတယ်ဘယ်နေနဲ့ကြားလဲဘယ်နေကကြားလဲဉာဏ်နဲ့ကြီးကကြားတာဘယ်နဲ့နဘေးထိုးကလုပ်ချင်နေတယ်နော်ဘာနာကိုယူရမလဲဉာဏ်နာယူလို့အနာယူအဲ့ဒါမှထာဝရအငြိမ်းစားယူဉာဏ်နာယူလို့အနာယူအဲ့ဒါမှထာဝရအငြိမ်းစားယူတန်ဖို့တေထာဝရတကူလာပြည့်မင်းကြီးတွေထာဝရအငြိမ်းစားယူရာတန်ဖို့တေထာဝရတကူလာပြည့်မင်းကြီးတွေထာဝရအငြိမ်းစားယူရာတန်ဖို့တေတန်ဖို့တေဘာမှမရှိဘူးလားထာဝရတက်ရှိအသင်္ချေနန္ဒရှိခဏတက်ရှိလားထာဝရရှင်တန်လားထာဝရရှင်တန်သွားတဲ့မြတ်စွာဘုရားအနန္တထာဝရတက်ရှိကိုသိရမသိရလားဉာဏ်နာနဲ့နားထောင်လို့ထာဝရတက်ရှိတွေအနန္တနိဗ္ဗာန်ရှိနာလို့ဟောဖို့မထားဘူးမြတ်စွာဘုရားအနန္တအလုံးစုံမှာသေသေးလားထာဝရတက်ရှိသွားတယ်ထာဝရတက်ရှိသူကြီးတို့စံရင်းကြော်ရကပါတယ်တန်ဖို့ကြီးပဲတန်ဖို့ကြီးဘာမှမရှိဘူးမလုပ်နဲ့တော့တန်ဖို့ကြီးဗလာနာထီလို့ယူမနေကြလားတန်ဖို့ကြီးဗလာနာထီလားဉာဏ်တော်ဝါကြီးဖျက်လက်တော့တန်တရာဗလာနာထီလားဉာဏ်တော်ကြီးအုတ်ချီမိုးလိုက်တော့တန်တရာဗလာနာထီမတွေ့ရလားဉာဏ်တော်ကြီးအုတ်ချီမိုးလိုက်တော့အနန္တနိဗ္ဗာန်ရှိနာတန်ဖို့ကြီးမတွေ့ရလားအဲ့ဒါကိုဒီနေ့ရှင်ကြတော်မှာထာဝရဉာဏ်လက်အုပ်လက်ဆောင်တန်ဖို့ကြီးနဲ့အမြမဝေရရလားတန်ဖို့ကြီးကျင့်စဉ်နဲ့အမြဝေရမယ်နော်ရှင်ဟန်ပြုပြီးရင်မိမိလည်းတော့နေရမလားတန်တရာကိုနဘင်းဖူကနဲ့လေးလာနေအောင်မလားတန်တရာကိုနဘင်းဖူကမလေးလာနေတော့နော်ယူလို့မဆုံးနိုင်ဘူးမိုးကျွေးလို့ဆုံးနိုင်လားအလုံးနေတာလေနဘင်းဖူကနဲ့ဖြစ်ပြကိုလေးလာနေတယ်တန်တရာကိုလေးလာနေတယ်နော်တော့တန်တရာကိုလေးလာရမှာလားတန်တရာကိုဖြစ်ပြရှုပြီးကြောခိုင်းရမှာလားဖြစ်ပြရှုပြီးတော့တောက်ကြည့်မဆိုင်နေတော့နော်တောက်ကြည့်မဆိုင်နေဆိုတာကတောက်လဲသိနေကြတာဓမ္မမင်းတွေလည်းအနန္တောနန္ဒပါဖြစ်လေတောက်လဲသိသွားကြပြီနောင်ကဘာအနန္တောနန္ဒလည်းပါဖြစ်လေဓမ္မမင်းတွေတော့ကအနန္တောနန္ဒတောက်လဲသိကြအောင်မယ်နော်အဲ့ဒါကြောင့်တန်တရာကိုတောက်ကြည့်ဆိုင်ရမလားဖြစ်ပြရှုပြီးတော့မျက်နှာမူရမှာလားကြောခိုင်းရမှာလားတော့တာမုတ်တွေကိုဉာဏ်အုပ်ကြီးတွေနဲ့အုပ်ချီမွေးပြီးတော့ရှစ်ဖိုးကိုွယ်ဘူးညော့ပူဇော်လူဒန်းပူဇော်ယဟန်ခံရှင်သူတွေနဲ့မပူဇော်ရလားထာဝရတန်ခူးရှိတာခူးနေနော်တန်ခူးဆိုတာဘာလို့ပြောတာလဲထာဝ
န်ဖိုးရှိတာကိုစုခုပါလို့ပြောတာဘာပြောတာလဲထာဝရတန်ဖိုးကြီးတာထာဝရတန်ဖိုးရှိတာထာဝရတက်ရှိတွေကိုစုခုပါလို့ပြောတာနော်ထာဝရတက်ရှိတွေထာဝရတန်ဖိုးရှိတာတွေဟာတန်ဖိုးတွေမှာပြည့်ရမနေလားအဲ့တော့တန်ဖိုးဒီခါလာကြီးကနေပြီးတော့ဖွင့်မပြလားဖွင့်ပြပါတန်ဖိုးတွေတန်ဖိုးတွေအပကာဝါလူကကင်္ဂါအနန္တနေဘုဒ္ဓဇီနာထာဝရရှင်သွားပြီထာဝရရှင်သွားပြီအဲ့ဒါထာဝရတက်ရှိကြီးတွေပါပဲထာဝရတက်ရှိကြီးတွေရှိတော့မူအပကာဝါလူကကင်္ဂါအနန္တနေဘုဒ္ဓဇီနာထာဝရတက်ရှိတော်မူကြီးတွေအထီးမတန်ဘူးနော်ဧတံဓမ္မိစာအဲ့ဒါလုံးဝအထီးမတန်ဘူးပြောတာနော်အဲ့တော့ထာဝရတရားတက်ရှိတွေနဲ့ပြည့်စုံမနေပါတရားတော်ကလည်းတက်ရှိတယ်နော်ယမန္တရဏကိစ္စကြီးသိနေတဲ့တရားကိုကိုးကွယ်တာလားထာဝရတက်ရှိတရားကိုကိုးကွယ်တာထာဝရတက်ရှိတရားကိုကိုးကွယ်တာပါအဲတမုတ်တွေကသေတံဓမ္မိစဆိုတာသိနေတဲ့တရားကိုပြောတာလားထာဝရတက်ရှိတရားကိုပြောတာထာဝရတက်ရှိတရားကိုပြောတာပါအဲညစွာဘုရားတဆူတဆူမှာဓမ္မိစဆိုတာအနန္တောနန္ဒထာဝရတက်ရှိတရားတွေနော်ဘာပြထောက်မှန်ထားလားအဲ့ဒါကြောင့်ဘယ်လိုလုပ်သိနိုင်မလဲညစွာဘုရားအနန္တကိုထာဝရတက်ရှိတရားတွေကအနန္တောနန္ဒထောက်ခုမထားလားထောက်ပါဘူးအဲအားလုံးဟာတပေါင်းနဲ့လည်းကြားတယ်ထာဝရတန်ခူးထားလို့ထာဝရတပေါင်းလားပြည်လေဟုတ်တယ်နော်တပေါင်းတစ်ခုဆိုတာကအကုန်လုံးပေါင်းစည်းမနေလားပေါင်းစည်းနေတယ်ပေါင်းစည်းနေတယ်ကိုယ်ပိုင်ထာဝရမှာပေါင်းစည်းတယ်နော်တပေါင်းတစ်ကြီးတဲ့နဲ့အထီးညာလေးရှိလားအထီးကိုထာဝရသက်ရှိတရားတွေလို့အထိပ္ပယ်သိချမှတ်တာနော်ဧတံဓမ္မိစာညစွာဘုရားအနန္တသက်သက်မဟုတ်သေးဘူးတန်ခင်းစာပိစိကဗုဒ္ဓယဟန္တာကြီးတွေထာဝရတက်ရှိတွေပါပဲအသိချေအနန္တများစွာအစပေါင်းအသိချေများစွာဘုရားအနန္တထက်ပိုများတယ်နော်အဲ့ဒါကြောင့်ပိစိကဗုဒ္ဓယဟန္တာထာဝရတက်ရှိကြီးတွေကအသိချေအနန္တများစွာလို့စရင်တေချာပေါက်မထားရလားစရင်မှတ်မထားရလားညာလက်အုပ်ကြီးထဲမှာအပြည့်အဝအုပ်ချီမိုးပြီးတော့ဆောင်းလူကပေးမြဝေကသွားကြပါဆိုလားနော်တန်ဘုဒ္ဓတန်ဘုဒ္ဓထာဝရတက်ရှိအသိချေအနန္တဆိုင်မြင်ပေါ်ရာတန်ဘုဒ္ဓကြားဖူးပြီလားကြားဖူးပြီလားနာဝကြီးပြီလားအဲ့ကြားဖူးနာဝကသေသေးလားအနန္တောနန္ဒနဝကျေဝအဲ့နဘောကသေသေးလားအနန္တောနန္ဒထာဝရနဘောကျေကြီးလားအဲ့ဒီကျေဝကြီးလို့အဲ့ဒီနာတရားဘဝကြီးမှာတခါရွက်တက်လို့ရအဲ့ဒါကို open ဖွင့်တယ်လို့ငါမှာနော်ဖွင့်နေတယ်ဆိုတာကတကယ်ရွက်တက်လို့မရဘူးနော်တခါတက်လို့ရတယ်ဆိုရင်အဲ့ဒီတခါကမပိတ်တာဖွင့်နေညံနေရွက်ကိုဘယ်လိုပိတ်လို့ရမလဲမရဘူးအဲ့လိုဖွင့်ဆိုရင်ကိုညံနေရွက်ကြီးအမြဲဖွင့်ရဖွင့်တာနော်
အဲ့တော့ဉာဏ်တွေကြည့်တကားရှိလားဒါလည်းလူလားတော့ဒါမရှိတဲ့ဉာဏ်တွေကြီးတွေတာဖူနာဝပြည့်ပြည့်ဝဝနဲ့တာဖူနာဝကြီးတွေအနန္တောအနန္တနဝကျေကြီးတွေဉာဏ်လောက်အောင်အနန္တောအနန္တထာဝရနဲ့တရှင်ဖို့ထာဝရဆောင်လူကပညာဝေကသွားကြပါတော်လားတရှင်ဖို့နောင်ကဘာအနန္တောအနန္တများစွာတိုင်အောင်နောက်လာနောက်သားတွေဘာလို့သေးလဲဉာဏ်တော်ဝါကျေကြီးတွေအနန္တောအနန္တလိုတယ်လေနောက်လာနောက်သားတွေဘာလို့သေးလဲထာဝရဉာဏ်တော်ကြီးတွေအနန္တောအနန္တလိုသေးတယ်လေသူတို့တော့ဘယ်ခါဘယ်ဘဝမှာရယူနိုင်လိမ့်မလဲဘုရားတပည့်တော်တို့ကတော့အနန္တောအနန္တကံကောင်းနေပြီမဟုတ်လားဘာကံကောင်းကြီးတွေလဲအနန္တောအနန္တကံကောင်းကြီးတွေအဲ့တော့ခုနပြောသလိုတန်ဖိုးတွေနဲ့ညီကမနေလားနောက်လာနောက်သားတွေကတအားဝေးမနေလားဘာလို့လဲဆိုတော့အဲ့ထာဝရဉာဏ်လောက်အုပ်ကြီးတွေအုပ်ချီမိုးပြီးတော့တန်ဖိုးတွေနိဗ္ဗာန်မိုးပြန်ရွာကြီးကိုဆောင်ယူကပညာဝေကသွားကြပါစို့လားနော်တန်ဖိုးတွေသာဓုအနန္တဘဂဝါနန္ဒအမြအမြထာဝရဉာဏ်တော်ကြီးတွေအနန္တောအနန္တအုပ်ချီမိုးလျက်နောင်ကဘာအနန္တောအနန္တများစွာတိုင်အောင်တတဝအနန္တောအနန္တအလုံးစုံတို့ဒီလေတနေ့နေ့တစ်ချိန်ချင်းတနေရာရာတခါကအနန္တောအနန္တအမယဘွယ်တဘဝမှာဘုရားတပည့်တော်တို့ယနေ့ယခုကြောက်ဖြူကတခါကတဘဝလို့တခါကတဘဝအနန္တောအနန္တကိုပိုင်ဆိုင်၍ဘုဒ္ဓကျင့်စဉ်တော်မြတ်ကြီးကိုထာဝရကိုယ်ပိုင်ဉာဏ်လောက်အုပ်ဖူးကြီးတွေနဲ့အနန္တောအနန္တအထက်ထာမြတ်စွာဘုရားအနန္တအလုံးစုံအလယ်စီတို့ကယဟန်ခံရှင်ပြုကြမှာချမ်းသာဉာဏ်လောက်ကြီးတွေအနန္တောအနန္တထထအုပ်ချီမိုးကနိဗ္ဗာန်တတိဉာဏ်လေးကကြီးတွေထီအောင်ထောင်၍ထာဝရထူထူထောင်ထောင်ဝါလန်တာလို့နိဗ္ဗာန်တတိလာလန်းဖြောင်းတန်း
နောင်ကဘာအနန္တောအနန္တသာဝရအပိုင်ပေးညာဝေသည်တံဘုဒ္ဓေတာဒုအနန္တသူကတော်အနန္တအမြအမြအိုးချိန်လောက်ညဝေလိုက်ပါအနုပကမေနာဘိခဝေတာထာဂဒာပရိနိဗ္ဗာယန္တိဟာဝရတရှိမြတ်ဗုဒ္ဓအနန္တအလုံးစုံတံဗုဒ္ဓေမိုးပြန်နိဗ္ဗာန်ရွာကြီးထဲမှာပဲပရိနိဗ္ဗာန်ပြုအာဝရအငြိမ်းစားကြီးယူကြလျက်သာအနုပကမေနာဘိခဝေနောင်လာနောင်သာဖယားတပည့်တော်တို့ဘိခဝေတွေဖြစ်၍အာဝရအငြိမ်းစားယူဖို့အမြန်လာကြရှိအားလုံးကအာဝရဏီနီညာညာမဟာပရိနိဗ္ဗာန်ကြီးပြုလျက်သာအာဝရကျိုးစုနေပါပြီလို့အသိပေးတာအာဝရထာဝရအလုံးဝယ်ခံနေပါသည်လို့အသိပေးတာကောင်းတယ်လေအဲ့ဒါကိုသိလို့ပဒါစာကြီးအယူမကြီးလဲလုံးဝမယူတော့ဘူးအနန္တောအနန္တအပပါနဲ့တန်ဖို့တွေကိုရောက်သွားပြီအဲ့ဒါကိုသိလို့လူတက်လက်ဖြတ်အင်္ဂုလိမာလာလဲရှင်တော်ဘုကဲပဲကဲရှင်သွားတယ်အမေနဲ့သူ့ရဲ့သားသမီးတွေကိုကောင်းကောင်းမွန်မွန်ရှင်သန်လေခြင်းနဲ့အဲ့ဒါကြောင့်အင်္ဂုလိမာလာတုတ်ဆိုတာနာမည်ကြီးတာပဲအဲ့သူ့ကိုမှတတ်ဖို့စိတ်မကူတော့ပဲထာဝရဝေခံနေပြီပဲရှင်ကြနော်မြတ်စွာဘုရားအနန္တနဲ့အတူတူထာဝရရှင်သန်ကြနော်
အောင်များဝင်လိုက်ပါတံဗုဒ္ဓေသာဓုအနန္တဘဂဝါအနန္တကဘာအနန္တဉာဏ်လောကြီးတွေသာဝရရှင်တံပါဘဂဝါအနန္တပြီးတော့မှကဘာအနန္တငါးချိန်မြောက်လိုက်ပါတံဗုဒ္ဓေအာဓုအနန္တကဘာအနန္တဉာဏ်လုံးကြီးတွေသာဝရရှင်တန်ကြပါတံဗုဒ္ဓေရှင်တော်ဉာဏ်လောအုပ်ကြီးတွေသာဝရရှင်သန်သွားကြပါနှစ်ကြိမ်မြောက်လိုက်ပါရှင်တော်